အိမ်ရဲ့အငြိကြီးကဘာလဲလို့မေးမယ်ဆိုလို့ရှိရင်အနုဋ္ဌာဏတက်တက်ကြွကြွအလုံးမလုံးခြင်းဟာအိမ်ရဲ့အငြိကြီးပဲအိမ်ပေါ်မှာနေတဲ့အခါမှာတန်တန်ပြန့်ပြန့်မနေတတ်လို့ပြင်းရနေတဲ့ပုဂ္ဂိုလ်တွေနေတဲ့အိမ်မှာဆိုရင်အိယာထဆောင်းမခောက်တာကအစားကိုယ်ယုကာယအမိုက်တဲ့ဒီရှုပ်ပွားပြီးကိုနေတဲ့နေရာဟာတန်ပြတ်မှုမရှိဘူးအညစ်အကြေးတွေပဲအနုဋ္ဌာဏဆိုမကြိုးစားခြင်းမတက်ကြွခြင်းလုံလဝီရိယကင်းမဲ့ခြင်းဟာအိမ်မှာနေတဲ့ပုဂ္ဂိုလ်တွေအိမ်ရဲ့အညစ်အကြေးတွေပဲလို့ဒီလိုဆိုလို့အဲ့တော့မြတ်စွာဘုရားဆိုလိုတာကကိုယ်အိမ်ကိုယ်ရာနဲ့အိမ်မှာအဆောက်အအုံမှာနော်အဆောက်အဦနဲ့နေကြတဲ့အခါမှာတန်တန်ပြန်ပြန်ကြည်ကြည်နွေ့နွေ့ဖြစ်အောင်လှလှပပပြင်ဆင်လို့စနစ်တကျထားပြီးဒီလိုနေတဲ့နဲ့ပေါ့ဒီလိုဆိုလိုတာပေါ့အိမ်ထဲမှာနေပြီးတော့ဖြစ်ကြတဲ့ဆံမနေပဲနဲ့တန်တန်ပြန်ပြန်ကြည်နူးဝယ်ဖြစ်အောင်အိမ်မှာအမြဲတမ်းတန်းစင်နေအောင်တန်ရှင်းနေအောင်ဒီလိုထားတဲ့နဲ့ကြိုးစားအထောက်တဲ့နဲ့လို့အကယ်၍အဲ့လိုမလုပ်ဘူးဆိုလို့ရှိရင်အိမ်ဟာအိမ်ထဲမှာရှုပ်ပွေနေမှာဒါကအတွင်းနဲ့ပြောတာနောက်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် maintenance ဆိုတာအမှန်တမ်းလို့မြန်မာလူမျိုးတွေအားအနည်းဆုံးပဲ maintenance ကပြောရမယ်ဆိုရင်ငွေကြေးကုန်ကြခံပြီးတိုက်ကြီးတွေအဆောက်အဦကြီးတွေစောက်တယ်လှူလို့ရှိရင်လည်းတိုက်ကြီးတွေအဆောက်အဦကြီးတွေလှူဒန်းကြတယ်ပြီးတဲ့အခါကျတော့ပြုပြင်ထိမ့်သိမ့်မှုဆိုတာလုံးဝမရှိတော့ဘာဖြစ်လဲဖះတွေဆိုရင်ညောင်ပင်ပေါက်တယ်တိုက်တွေဆိုရင်လည်းညောင်ပင်တွေပေါက်နေတယ်ပျက်စီးဆုံးရှုံးကုန်